ဒီတစ်ပတ်ကတော့ကျမတို့ကပွဲစိတ်ဖမ်းတာနဲ့တော်တော်အကျိုးပေးတယ်တနင်္လာနေ့ကလည်းပွဲစိတ်6កောင်ဖမ်းမိတယ်ဟာလာဒီနေ့အင်္ဂါနေ့မှာလည်းပွဲစိတ်4កောင်ထပ်ဖမ်းမိတယ်ပေါ့နော်အဲ့ခါကျတော့ပွဲစိတ်အကျိုးပေးနေတာဆိုတော့ဆက်ပြီးတော့ဖမ်းကြမယ်လေကွယ်အဲ့တော့တဖြည်းဖြည်းနဲ့တော့ရော့လာတာပေါ့နော်ပွဲစိတ်အကောင်ကြီးလေးတွေကနောက်ထပ်ဖမ်းရမယ်ပွဲစိတ်က2កောင်ပဲရှိတော့တယ်နော်အဲ့တော့ပွဲစိတ်နောက်ထပ်2កောင်ကိုကျမတို့ကဇွဲလေးနဲ့ထပ်ဖမ်းရမယ်နောက်အဲ့ဒါကကြတော့ဒါကျမတို့ကဇွဲစုယူကြမဲ့သူတွေအတွက်ကိုပြောတာเนาะပွဲစိတ်ကပတ်ပြေးကြမဲ့သူတွေလေပတ်တာအဲ့ဒါအတွက်ကိုပြောတာမနေ့ပြန်1ရက်9လ2026ပေါ့เนาะလာတလာရဲ့အစာကိုရောက်လာပြီဗုဒ္ဓဖူးနေ့အတွက်ကိုပြောရမယ်ဆိုလို့ရှိရင်တိုင်းလောကသားများကျမမနေ့ကပြောတယ်တွေ့လားမုံဝါလို့ဒီနေ့စားမှာမဟုတ်ဘူးဒီနေ့ကတော့ချောင်းလေးတွေနဲ့အဓိကဆော့ရမှာဆိုတော့ချောင်းလေးတွေမနေ့ကောညအောင်ဆော့သွားတယ်เนาะအဲ့ဒီတော့မနေ့ပြန်ကြရင်တော့ကျမတို့ကမုံကိုအဓိကပြန်စားမယ်မုံက2ခုစားရင်ကောင်းမလား9ခုစားရင်ကောင်းမလားเนาะထုံးစံတိုင်းပဲချိန်စားမယ်အဲ့ဒီနေရာမှာမနေ့ပြန်ဗုဒ္ဓဖူးနေ့မှာကျမတို့ကတော့ချောင်းလေးတွေနဲ့ပေါ့နော်ဆော့ကြမယ်ဆိုလို့ရှိရင်တော့ချောင်းလေးတွေက4ချောင်း6ချောင်း2ချောင်းဆိုပြီး4ချောင်းတွဲ6ချောင်းတွဲ2ချောင်းတွဲเนาะ4ချောင်း6ချောင်း2ချောင်းဆိုပြီးဒါတော့ချောင်းလေးတွေရှိမယ်တနေ့ကုန်စားပေါ့နော်မနေ့ဆော့မယ်ညနေဆော့မယ်ပေါ့အဲ့ဒီနေရာမှာပေါ့လေကျမပြောချင်တာမနေ့ပိုင်းလေးတစ်ဖြတ်ကိုကျမနည်းနည်းရှာရှည်ဦးမယ်သိလားမနေ့ပိုင်းလေးတစ်ဖြတ်မှာကြတော့ဒီစပိန်နင်းမဲ့သူတွေပေါ့နော်စပိန်နင်းလို့ရှင်ကျမတို့ဗရိတ်နင်းမှအန်နေကင်းပါလေအဲ့တော့ဗရိတ်ကိုထိထိမိမိနင်းစေခြင်းနဲ့မနက်ပိုင်းလေးတစ်ဖြတ်ကိုနော်မနက်ပြန်1ရက်9လ2026ဗုဒ္ဓဖူးနေ့မနက်ပိုင်းလေးတစ်ဖြတ်ကိုစပိန်သမားများဗရိတ်ကို4က5ကပေါ့နော်4ကသို့မဟုတ်5ကပေါ့ဗရိတ်ကို4ကသို့မဟုတ်5ကနင်းရရင်အန်နေကင်းမယ်ပေါ့နော်ထိထိမိမိနင်းစေခြင်းနဲ့နောက်တစ်ခုကမနက်ပိုင်းကိုကြိုက်တာကိုလုပ်သို့တော့ဒီမုံ2ခုသို့မဟုတ်9ခုမစားရရင်ပွဲမပြီးဘူးမနေ့ပိုင်းကိုသိလားဒီမုံ2ခုတော့၎င်း9ခုတော့၎င်းကအလွန်အားကောင်းနေကျမတို့ကစားရမှာအားရှိမှာအဲ့ဒီမုံကိုစားမှကျမတို့ကမနေ့ပိုင်းမှာကြဲတာစားထားမှကျမတို့ကအားရှိမှာဖြစ်တယ်ဒါကြောင့်စပိန်နင်းမဲ့သူတွေအနေနဲ့ဗရိတ်ကို4က5ကနင်းမယ်ဆိုရင်ဒီမုံ2ခု9ခုစားရင်တွဲနင်းတာအကောင်းဆုံးပဲပေါ့နော်ဒါလေးကမနေ့ပြန်ဗုဒ္ဓဖူးနေ့မနေ့ပိုင်းစာလေးကိုပြောတာပါပေါ့နော်ပွဲစိတ်ဖမ်းမဲ့သူတွေအနေနဲ့ကပွဲစိတ်က2កောင်ပဲကြံတော့တယ်နော်2កောင်ကိုမိရဖမ်းမချင်းဖမ်းနောက်ထပ်3ရက်အတွင်းမှာမကြာတော့ကာလမှာသူကဖမ်းကိုမိမှာမနေ့ပိုင်းအောင်ဖြစ်ဖို့များတယ်ပေါ့နော်နောက်ပြီးတော့မနေ့ပိုင်းလေးကိုလည်းလေပူမလားညီကိုမလားပေါ့နော်နှစ်ယောက်အတူတူချစ်ခင်ပူးကြမလားဒါမှမဟုတ်လို့ရှိရင်ညီကိုမောင်နှမတွေပဲဖြစ်ကြမလားဆိုတာတော့စောင့်ကြည့်ရမှာပေါ့အားလုံးပဲ good luck ပါ